မေကွန်းတစ်အေယာဝတီမြစ်ကိုကူးဖြတ်နိုင်ပြီးရေငုပ်လဲအလွန်ကျွမ်းကျင်တဲ့သူရဲကောင်းကဘယ်သူလဲညောင်ဦးဖီမေကွန်းနှစ်အနော်ရထာမင်းကြီးကသူရဲကောင်းလေးဦးကိုတထုံပြည်ကနေဘာကိုပြစ်ဆောင်စေခဲ့တာလဲပြည်ရကသုံးပုံမေကွန်းသုံးအာနန္ဒာဖျားကိုဗန်မင်းလက်ထက်မှာတည်ခဲ့တာလဲကျန်စစ်သားမင်းမေကွန်းလေးပကံကိုနာယတိယပတိမင်းလက်ထက်မှာဘသူတွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလဲမွန်ကိုမေကွန်းကပကံခေတ်မှာစာပေနဲ့ဘေးတင်စီးကျန်းတွေကိုဘယ်နေရာတွေမှာအဓိကသင်ကြားပေးခဲ့တာလဲဖုံးတော်ကြီးကြောင့်မေကွန်း6နာယတိယပတိမင်းဟာတနက်ကိုဟင်းကွက်ပေါင်းဘယ်လောက်စားလိရှိသလဲ300ခွက်မေကွန်း9စောလူမင်းနဲ့ငရမကန်းတို့ဟာဘာကစားနည်းနဲ့လောင်းကစားရာကနေစိတ်ဆိုးပြီးစစ်ဖြစ်ခဲ့ကြတာလေကျွေးအံကစားခြင်း